နေလားရိုင်းနေနော်ညီကိုတို့အာတူးသီးပဲလားဆိုပြီးပြောလိုက်တာတစ်စကော့ထောက်ဖြစ်တတ်ပါတယ်နော်ဖြစ်တတ်ပါတယ်ကဲနော်ညီကိုဒီပွဲပြင်ထိုင်တာလေးကြည့်မယ်ဗျာနော်ဒီပွဲပြင်ထိုင်တာလေးကြည့်မယ် guys နော်ဆိုတော့အားလုံးပဲ let's go ကဲ let's go go AI တူးသီးလေးနဲ့ဖြတ်ပေးမလားကျွန်တော် EVO ပွဲလေးတော့ကြည့်အောင်ကဲဆိုတော့ Game Flag အနေနဲ့ recession ကျွန်တော်တော့2-1လို့မှန်းထားတာဗောနော်ဘာလို့မက်သစ်စီကိုလည်းလက်မလေးပေးလိုက်ပါညီကိုတို့လက်မလေးတယောက်ချက်လောက်မိတ်ကလက်မလေးတယောက်ချက်လောက်ညီကိုတို့ရေလက်မလေးတယောက်ချက်လောက်ဗျနော် reaction လေးနေဝါပြအောင် bro ရေအားလုံးပဲကြည့်ပြီးညီကိုတွေအားလုံးကျေးဇူးအများကြီးတင်ပါတယ်လို့နော် reaction လေးနေဝါပြပါ live လေးအသစ်ပြန်လွှင့်ထားလို့ပါကဲလက်မတော့ Game Flash recession Yori ဒီပေါက်လိုက်ရတယ် Lancelot retreat တော့ပေါက်လိုက်ရနော်ဒီဘက်က black ကတောက်ချောက်ကြီးလာပြီး attention တောင်းနေတယ်ဆိုတော့ Asmarina နဲ့နော်ကျွန်တော်တို့ Trailer နဲ့မှာလည်း nature ရတော့အဲ့လိုမျိုးနော်ဒါ Messi ကလည်းရှင်ထိန်လို့ကောင်းသွားတယ်လက်ပုဆိုရင်တော့ထုခံနေအောင်မှာမှန်တော့မှန်နေညီကို hit ကတော့ကိုယ့်ထပ်ပိုတက်တယ်ညီကိုအဆင်ပြေတယ်ကဲဒီဘက်မှာတော့ လူပါသွားတာဘူရဲရှိအဲ့ကြောင့် level 2 မရသေးတာလို့ Lancelot ကအေးဟုတ်သားပဲတော့ဆုံးနေပြီဟာဟုတ်ပါဟုတ်သားပဲ what ဘိုးရဲ့ blue bag ကြီးနဲ့ရောက်ရင် Yori ရဲ့ retreat မပေါက်တော့ blue bag ပါသွားတယ်ဟာငါစိတ်ညစ်တယ်လို့ကဲrubber ပါပါဝင်ကြည့်ကောင်းမကျူနဲ့လဲ rubber ပါဝင်တော့ကြည့်ကောင်းမိသားကြီးဟာပေါက်လိုက်မလားတိုင်ရီပေါက်လိုက်ပါကွာရီပေါက်လိုက်ပါကွာအဲ့ဒီများလိုက်တာဘိုးရဲတော့ bro performance ကြောက်မော်နော်အရင်တော့ player နေပဲဆော့အခုအစ်စ်တွေနေပဲဆော့ဒီကောင်ကြီးတော့ကောင်းနေတော့မယ် Radan Fasa Crow Impact နော်မနီကို wall လေးတော့လန့်ကာထားရင်းနဲ့ပဲ10မိနစ်ကျော်မှာတော့ Hero က0-0လေးနဲ့ပဲသွားထားတာလေးတော့တွေ့ရတယ်ဆိုတော့ leader ရဲ့ granger လေးလည်းမစိုးဘူးပေါ့နော် long range control ဆိုတော့ Ruby နဲ့ရှင်ထင်းရတာကောင်းတယ်ဆိုပေမဲ့ Ruby တော့သွေးအများကြီး short ထားနိုင်မှာမဟုတ်ဘူး spare van ဘာညာရနဲ့သွေးလေးလည်းပြန်တက်မှာဆိုတော့ Ruby က laning အဆင်ပြေတယ်နောက်မှ Yori တကောင် Ruby ဒုံ round ငင်းကြမှာ Fablet ဖြတ်ပေးထားရတယ်ပဲနောက် Juno ဒုံ round ကို Flicker နဲ့ခုံသုံးရတာကြီးအရန်တက်ရတယ်အဲ့ဒါကြီးကဲနော်ဘာကြီးရဲ့ Lancelot ပေးမလွတ်ပေးတော့တာနော် Lancelot ကျိုးနေပြီ bro blue bag လည်းမရဘူး blue bag လည်းမရဘူးနော်ဒီ Lancelot ကနည်းနည်း fail သွားပြီလို့ပြောလို့ရတယ်အားလုံးက blue bag ပေးလိုက်ရင်နေစတော့တာပဲခုန game 1တော့ performance ထွက်ပါမလားတော့စိုးရိမ်မိတယ်ဗောနော်ဆိုတော့ဒီဘက်မှာတော့ black နေနေတော့စိတ်ချရတယ်ဗျာနော်သူဘက်က jungler နော်ဒီဘက်မှာ blue bag တွေပါစားနေရဆိုတော့ turtle လေးတော့ခဏ reset ချထားပေးနေပဲဒီ turtle လေးတော့ Yori လူကျင်တော့လူလို့ရတဲ့အပိုင်းလေးတော့ရှိတယ်တစ်ဖက်က Yizashin နဲ့လည်းလူပေါအောင်မှာဆိုတော့ Yori နေနေတော့ရအောင်လို့တော့လူလို့ရတယ်နော်ဒီ heroine နဲ့ဟာမှန်ပဲဟာရခွန်ထုတ်နာတဲ့ execution ကိုတော့ Flicker ခုံဆောင်ဝိုင်းနေမှာထက်တော့နေချက်ဆိုထွက်မလာဘူး P7 ဘေးနာမှာရှိတယ် Black ထက်တော့နေချက်သုံးတာနဲ့ Feather Ezra ကကျဲပြီးသားအဲ့လိုမျိုးလုံးမရမှာ Fasa Crow Impact နောက်မှာ Radan Avado the Guardian Feather Ezra နည်းနည်းလေးတော့ Sawala နောက်မှာဘိုးရဲတောက်လျှောက်တွေတော့မာခံပေးတိုင်းမှာ Star Force ကြောင့် penalty ဆိုပြီးပြန်ခင်းပေးဝိုင်းနေမှာခွန်နေနဲ့တော့တန်းမပြောက်ဝိုင်းနေမှာ Retribution ဘေးနာမှာ Yori In the summer, go rafting and the two sides can be separated. လေးရတော့ recover ဖြစ်သွားတယ်ပဲပြောရမှာပဲ leader အနေနဲ့တော့ hand strike ချောင်းထဲတိုင်းနဲ့ပဲ but တော့လမ်းဆိုင်သွားဘူးပေါ့နော်ဘက်က ruby လေးတော့လာသွားတယ်ဗျကဲ AI ပြန် recover ဖြစ်သွားပြီပဲပြောရမှာပဲနော် Yori ကဟုတ်ပါတိုင်ပတ်ထားသမျှနေဗျကဲဆိုတော့ဒီမှာလည်းဘိုးရဲနီကိုအေးဆေးပဲနောက်မပြီးဆက်လာတဲ့ asma ကြီးကို penalty ဇုံနဲ့ထိန်းပြီးတက်လိုက်တာလေတော်တော်မှန်တဲ့ decision လို့ပြောရမှာကဲ Fasa Feather Airstrike တွေပါတော့ပေးထားသေးတယ်ဗောနော် normally Nico အနေနဲ့ immune တွေပါ3ဝိုင်းနေပဲ network ကတော့ even လို့တော့ပြောလို့ရနေသေးတယ်ဒီချိန်မှာလဲကျွန်တော်နေတော့အဲ့လိုမျိုး game flight ရုံအားအရန်ကောင်းနေတော့ game 3တွေပါလေဖြတ်သွားနိုင်ပါသေးဘာလို့ Yizashin ဆိုတဲ့ hero မျိုး fan မင်းရလို့ရှင်ယုံကြည်လို့ရတယ်တဲ့မလားမှန်ပဲပန်နတီဆိုချက်ချင်းတန်းပေးတာရောက်ရင် Asmarita ဘလိုင်းနဲ့ဝင်တာနဲ့ခွန်မာနဲ့ Flicker မရှိတာကို Messi ကတိတယ်ကွာဒီလားအေးဟိုဘက်မှာဘတ်တဲ့ထန်တော့နေချက်စတူမန်လှနေနော်လမ်းဆိုတော့ execution နဲ့ Ruby ပြတ်သွားပြီ Juno goal lane ကြာဝိုင်းနေတော့ King Flat တကောင်မှာထက်အိမ်မို့တော့လုံနေတယ်ဆိုပေမဲ့လည်း Feather Ezra လေးနဲ့ပဲမောင်းထုတ်လိုက်တယ်ဘိုးရဲလဲမဲ့တော့မဲ့ဝိုင်းနေမှာတော့ Blue Bag လေးက Yori ထက်ချိတ်ဖို့လုံနေနေမှာတော့ Nico AC ပဲတော့မှာထန်တော့နေချက်တော့မရှိတော့ဆိုပေမဲ့လည်း Mighty Swing နေပိုင်းနဲ့တော့နှိမ်ထားနေပဲ Blue Bag လေးတော့လက်စားချီသွားနေပဲပြန်စားလာပြီဗျာနော်ပထမတော့ Blue Bag ပါသွားဆိုတော့ဒီခေါက်ကတော့တာနေပြီဆိုတော့ die လို့ကောင်းတယ် buff တွေကgame flat တော့ပါစိုးရင်ရတယ်နော်ဒီဘက်က bat တွေပါစား jungle တွေပါ light ရှုပ်ထားရင်းနဲ့ပဲကဲ second တက်လောက်ထက်ချအောင်မလားစက်ကြည့်ရမယ်နော်ခွန်မင်းထိန်းတာတွေဟုတ်တယ်နော်ဒါဒီမှာဒီတက်တယ်မှာလည်းအဲ့လိုပဲထပ်ထိန်းမှုတော့များတယ်အောက်မှာခွန်ပြန်တော့ bat high နဲ့မတော့ B7 Crow Impact ပေးအောင်မလားနော် Messi
execution strike 30နေပိုင်းနဲ့ crit လေးတော့ကောင်းဆုံးရှင်းထားတဲ့အပိုင်းလေးလည်းမြင်ရတယ်5 minute တိုင်းပဲ now 1.4k ပါရန်တော့မပြတ်သေးဘူးပေါ့နော်ဆိုတော့မသစ်စီးဘက်ကလည်းချမယ်ဆိုရင်ချလို့ရနေအနေထားတစ်ခုတော့ရှိနေပါသေးတယ် ။ဂိမ်းဝတ်ထက်ဆိုင်တော့ဂိမ်းတော့တိတ်မပြတ်သေးဘူးပဲပြောရမှာနော် ဟုတ်တယ် မတစီပြန်လာနိုင်ပါအောင်မလားဆိုတော့လေဆက်ပြီးကြည့်ရမယ်။ Sanction Rebel လေးစားပြီးတော့တတလာချပြီးလို့တော့ရမှာဗျ။ ကဲအဲ့မှာတော့ဒီဘက်မှာ walking grab စားနေပြီးတော့မှ leader ပဲရအောင်တော့ UI နဲ့မှတာတယ်လေးတော့အပြင်တော့အတွင်းထုတ်လေးတော့လှုပ်ထိုင်းနေမှမဘိုးရဲ့အချိန်နေကြည့်တယ်ဒီစရှင်မောင်နေ shot vision ကြည့်တော့ Ruby အဲ့ offer P7 flicker ခုံရှောင်းဝိုင်းနေပဲအဲ့မှာတော့တကွက်တော့ပြလိုက်တယ်ဆိုပေမဲ့တကယ်အရေးကြီးတဲ့ battle ဆိုင်လို့ရှိရင်တော့သူ့မှာ flicker တော့ရှိတော့မှာမဟုတ်ဘူးပြိတ္တာFeather Ezra ကလည်းကူတော့လေနေဆိုတော့ black အနေနဲ့ဒီ data တွေကိုတော့ဟိုးထားလိုက်တယ်ဗောနော် Walker restart ချ Mounty Shot ကလည်းတောင်းပြီးသားဖြစ်သွားပြီကောင်းနေဗျာ black ရဲ့ decision making over မှာလဲဝဲ concede နဲ့ပြေးလိုက်တယ်မလို့ Yori red down ခေါ်တာမမိပါဘူးတော်သေးတယ်ဗျာနော်စင်းလေးနဲ့ပြသွားလို့အဲ့မှာ data လေးကိုပြန်လာနေတယ်မလို့ ground နေတော့ Walker ထားတယ် Avado the Guardian တကောင်ထီဝိုင်းမှာ retribution Yori ပဲပေါက်ဝိုင်းတယ်မလို့ King Flat တော့ပြေးကတာ King Flat ကြီးထုကန်လိုက်ပြီ Messi ဖြတ်ပေးဝိုင်းမှာ Tadoni Charges 2 man အလိုက်တိုက်ပြဝိုင်းတယ် black no လေးပါပြထားနေပဲ Hiroki နှစ်ကောင်ရအောင်တော့ဖန်တီးပေးထားတယ် AI တာတယ်လည်းရလိုက်တယ် Hiroki လည်းရလိုက်တယ်လဲလန် first tower လေးပဲထပ်ပြီးတော့ parcel လေးဆွဲသွားမယ်ဆိုရင်တော့ပြင် AI Game number 2မှာလည်းသူတို့ရဲ့ကစားပေါက်တွေကတိုက်ရနေတော့မယ်ပြိတ္တာဟုတ်တယ်ဟဲ့အောင်ကြီးတကယ်ရှင်းထုတ်ပေးနေတာ AI ရကောင်းလိုက်တာတော်ကောင်းလာတာမင်းမိုက်သစီနဲ့မလို့ဖြစ်မယ်တင်တယ်ဒီကောင်တွေကမင်းဘာကူလာစီနေမှာတော့ share နိုင်တာနော် AI မက်ဆီကိုတိုက်ဝါစီနေမှာတော့ share နိုင်တာနော် AI မက်ဆီကိုတိုက်ဝါခုတ်ပြလေးနေမဟုတ် P7 ပြန်ကြလာလဲအီဆန်ရှင်းသားပဲကြာမှာမို့လို့ကျွန်တော်တီသွားပြီလို့ပြောလိုက်တယ်။ကြာဒါပေမဲ့ flicker ရှိရော။ကဲဒီမှာနောက်ဆုံးတက်တယ်စက္ကန့်20လောက်တော့လိုအပ်နေနေဟဲ့ဒါပေမဲ့အဲ့ချိန်တော့ကူးတော့လဲနေတာ။အဲ့ချိန်တော့ငါကြည့်လိုက်သေးတယ်။အဲ့တော့ P7 မှာ flicker ကူးတော့လဲနေရသေးလား။ခုမှသူပြန်ရသွားတာ။ကဲဆိုတော့တာတယ်လေးကတော့ဒီဘက်မှာထပ်ပေါ်တော့မယ်နော်နောက်ဆုံးတာတယ်ကိုလည်း AI ပဲရသွားမယ်ဆိုတော့ Yuri အနေနဲ့တော့တာတယ် Slayer ဖြစ်သွားမှာဆိုတော့ဒီဘက်မှာလည်း block light ကြည့်နေသေးတယ်နောက်မှလည်း crow impact ပေးထားနေပဲနောက်မှ Messi အချိန်လေးတော့ show ထားနေပဲနောက်မှ Yuri တွေးတဝက်တာတယ်လေးတော့ short ထားပြီးအပိုင်းမှာ Recession Bounty Shot ကအပေါ်လမ်းမှာရှီမန်းတော့တီသွားနေတာတခုမှတော့တာတယ်လေးတော့ 4 ချလိုက်တယ်နော်ပေးလိုက်ပါတယ်မသစ်စီဘက်ကပေးလိုက်တာပေးလိုက်ပါကဲနောက်အပေါ်မှာတော့ Sanction ရတဲ့ speed လေးပဲရသလိုယူပေးထားနေတယ်ပဲเนาะတာတယ်လေးလည်းလက်လွတ်ရနေတာတခုမှဒါ10မိနစ်နောက်4500 5000เนาะများတာတော့များနေတော့မယ်အလီတာကလည်းဒီဘက်မှာဂိုးလီတာဖြစ်နေပြီ6500နဲ့เนาะတော်တော်ကြီးတော့ပြတ်နေနေတာတခုလို့တော့ပြောလို့ရပါတယ်အေး Ruby and offense เนาะ no way ပါညို့တော့ဘလုံးမပြေးလို့မရဘူးအလီတာ flicker ခုံသွားရင်တော့ပို့ပြီးတော့လမ်းဝါမှာဆိုပေမဲ့လည်းသူ့အနေနဲ့အဲ့ဒါကြီးကို flicker ခုံမှုကတော်တော်ကြီးတော့ဖြစ်တော့ဖြစ်ခဲ့ပြီပေါ့နော်သူလည်းမထင်တာဟုတ်တယ်မလား Ruby and offense ကြီးဖုံးသူဝင်လာမှာဟုတ်သူက Vada တဲ့ Guardian လေးရှောင်လိုက်နိုင်ပြီဆိုပြီးတော့တန်းရက်နေ Ruby and offense ကြီးပြီးတော့နှစ်ခုလုံးစားသွားတယ်ရှောလိုချင်တဲ့ကေးလေးတစ်ကောင်တော့ရလိုက်တယ်ဒါ4500ကနေ3000ပဲကျန်တော့အလီတာတစ်ခါတည်သွားတာဟုတ်တယ်လီတာကေးကတော့နည်းနည်းလေးတော့တန်မိုးတော့ရှိတယ်ဗျာကဲနောက်တစ်ပတ်မှာတော့ဘူရဲခဏလေးတော့ပြန်တော့ဘတ်အောင်မယ်နော်ဒီဘက်ကပါရီပါမှန်းမသိတော့ Messi penalty zone နေပြီတော့ထတော်နေချက်ချက် Feather Ezra မြေဝုံမိုကွန်ဘိုတွေနဲ့ရောင်အရန်ဆော့တာကြီးကဟုတ်တယ်ဟမ်နော်မလားကျွန်တော်မိုက်သစီကိုစိုးရင်သေးတယ်နော်ဒီအချိန်တွေထိလေတည့်ရတိုင်းပဲသူတို့ကဟိုလိုဂိုးလိမ့်မတ်စမန်ရေလို့နော်ဟိုလိုကြီးမပေါက်တိတိကျကျမပေါက်ဒီဘက်လူနော့ဆို Ruby ဂိုးလိမ့်တို့နဲ့နော်ရီဆိုင်ချင်းဂိုးလိမ့်ရီဆိုင်ချင်းဂျန်ဂလာတို့နဲ့ဆော့တာဆိုတော့ Okay စိတ်ပူတာတော့စိတ်ပူနေတော့မယ်မှန်နေဗျာကဲ first lot ကျွန်တော်မကြခင်မှာတော့ဆိုင်ရတော့မယ်နေထားမှာလီဒါနေနဲ့တော့ပေါ်မှာ तू ခရီလေးတို့စောင့်နေတော့မယ် तू ထွက်မစားရတာများလားအဲ့လိုလည်းဖြစ်နိုင်ပါတယ် Star 4နောက်မှာခွန်တောက်လျှော့လေးတော့ leader ပြစ်တာလေးတော့ခံနေရတဲ့မတော့ P7 မှာရောက်လာမယ်ဆိုတော့ပြတ်နိုင်တယ်ဆိုမှ Feather S right နှစ်ချက်ကကျဲတာလွဲသွားပြီ3ချက်လွဲ4ချက်လုံးလွဲသွားတယ်ဗောနော်ဆိုတော့ဒီဘက်မှာတော့ခွန်နေနေတော့နောက်မှာ leader လိုက်တော့ပြစ်တာလေးတော့ခံနေတယ်မတော့ Sonata နောက်မှာ Grok Black ပါလာပြီခွန် spray တွေတော့ရှောင်ရှားနေပြီမယ်နောက်ဆုံးမှာ impact ချက်နဲ့ P7 မှာမလိုပါဘူးဟမ် P7 flick ကမလိုဘူးလေခုံစရာအရင်တက်ချင်နေလို့ဖြစ်မယ်ဖြစ်နိုင်ပါတယ်နော် flicker တွေပါသုံးလိုက်လေးရောက်ဖြစ်သွားပြီလောကတော့နော်လှုပ်ချင်တော့ Yuri
တော့ပြီးလောက်ရုံပဲပေါ်မှာတော့လီဒါအနေနဲ့ second tower လေးလုံးပြစ်ခွဲပေးတိုင်းနဲ့ပဲ4ရောက်5ရောက်ဖြစ်သွားတယ်မိုက်တစီနောက်ပိုင်းအောင်တိုင်ငါတခုမေးချင်လို့အဲ့ Feather Airstrike တွေ control ကအရန်ခံလာလားတော်တော်များများလွဲကြရင်တော့ international ပွဲမှာလည်းအဲ့ Feather Airstrike လွဲတာတွေတွေ့ရပြင်မနေ့ကတော့လည်း Nico တိုက်အေးဟိုအေးလွင်ကိုကျဲတာလွဲတယ်တိုက်ဆိုင်တော့မဆိုင်လို့ပဲဆိုင်တော့မဆိုင်ပါဆိုင်ဟုတ်လား okay ဆိုင်တော့မဆိုင်ဘူးတိတိကျကျပေးရင်တော့ရပါတယ်နော်တိုက်ရတယ်နည်းရှောင်းလို့ကလည်းနည်းနည်းရှောင်းလို့ကလည်းလွယ်တော့လွယ်တယ်ဒီမှာတော့ချုပ်ထားတာမမိလို့ရှင်ဟိုဘက်ရေးလိုက်ဒီဘက်ရေးလိုက်နဲ့ရှောင်းလို့ရတယ်ဆိုတော့အဲ့တကောအဲ့တဘောကတော့မိုက်တာညကိုင်းတဲ့လူပေါ်မှာလည်းမူတီနိုင်ပါတယ် Sans တို့ပါလို့ဆိုရင်လွဲတာတိတ်မတွေ့ရဘူးဗျာတယ်မလားလို့နည်းနည်းတော့များဝိုက်လားမသိဘူးကဲအဲ့မှာအလဲလဲ second tower တော့နော် Sans ကြီးနဲ့ဖြတ်နိုင်ပလိုက်တာညီတို့ကောင်းပါတယ် guys ကဲအဲ့မှာတော့ Crow Impact နောက်မှာ Con ဒါဆိုတော့ Torso နောက်မှာ Sing ဟောဟုတ်တယ်ဗျာ P7 ပဲနော်212ကောင်းတယ်မေ P7 ရဲ့ Fasa တို့ခုနကတော့လည်း Angela လေးနဲ့တော့ပန်မှုပေးတယ် bro နော်ပြောလို့ပြောတာမဟုတ်ဘူး Okay ကဲတက်ပြီ Mega Chi လေးတော့ရှိနေသေးတယ်ဗျာမှန်တယ်ဗျာကဲအဲ့မှာတော့ပေါ်လန် Feather Airstrike နောက်မှာလော့ပြေးရိုက်တယ်မင်္ဂတလန်လေးတော့ထပ်ယူအောင်မလားနောက်မှာ Majesty Avado the Guardian ပေးထိုင်းမှာချောသွားပြီကိုရဲအနေနဲ့တန်းပြောက်သွားအေး Sonata နဲ့ Game Flash မဲဝိုင်းမှာတော့ Ruby Eye Offhand နေတော့ဆွဲထားမယ် Messi မာနေသေးတယ် Lancelot စင်း Yori နော်တုံးတာလေးတော့တော်တော်လာတော့နီကိုပါဒီကောင်စင်းနေကြလဲမြန်လိုက်တာအတိုင်းနော် Evan နဲ့တခြားစီပဲ Evan ကြီးကိုပြန်မြင်နေရတဲ့အတိုင်းပဲ Evan ကပုတ်နေတိုင်းကဲမှာတော့အလဲလန်း Feather Airstrike နောက်မှာတော့ရှောင်းထားတယ်နောက်မှာ Nico လေးတော့နည်းနည်းလေးတော့ရှက်ထီသွားတယ်မနော်ဆိုတော့ဒီဘက်မှာလည်းအလဲလန်းမှာတော့ Yori Mega လေးပတ်တက်ရိုက်နေနောက်မှာ Tosro သုံးထိုင်းနေပဲ Cree လေးကလည်းမရှိတော့ဆိုတော့နည်းနည်းလေးတော့ပြန်ပတ်မှရပါမယ်ဆိုတော့ AI ဒီပုံစံတိုင်းဆိုရင်တော့ M7 မှာတစ်ခုတော့ M7 တော့ဖြစ်နေ M7 ကိုတွားနိုင်တဲ့အနေအထားတစ်ခုထိပုံဖော်နိုင်မယ်လို့ထင်တယ်ဒီ MS မှာတော့အများကြီးလုံးပြနိုင်မယ်ထင်တယ်ဒီပုံစံတိုင်းလေးဆက်ထိန်ဖို့လိုတာဘာလို့ Yori ကိုခေါ်တာရမ်းမှန်သွားတယ်သူတို့ဘက်ကကြည့်မယ်ဆိုရင်ဟုတ်တယ် Yori တော်တော် performance ထွက်တယ် Yori နော်ကဲsecond lot လေးတော့ထပ်ဆောင်လို့လိုအပ်နေနေပဲ first lot လေးနဲ့ Mega Land ရခဲ့တဲ့ AR နော်8800ပြန်တာသွားပြန်ပြီနော် Feather Airstrike တွေချဲထားတယ်12မိနစ်မှာတော့8000ပုံမှန်ပဲ game number 1တော့လည်းအဲ့လောက်ပဲသွားတာဆိုတော့ AI ဘလက်လက်မကြိုဖြတ်ထားလို့ရပြီလားဘလက်နော်လက်မကြိုဖြတ်ထားလို့ရပြီလားတဲ့မေးကုန်ပြီသားကြီးတို့မေးကုန်ပြီဘောကားတယ်နော်ဒီလိုပုံစံမျိုးကြီးရန်ကောင်းနေမယ်ဆိုရင်တော့လက်မတွေပါကြိုဖြတ်ထားဖို့မြန်လိုအပ်မလားပြောပြတာပါနော်ဆိုတော့ကောင်းတယ်ဗျာတို့ဟုတ်တယ်လက်ခံလို့ရတယ်နော်လက်ခံလို့ရတယ် guys ပြောပြန်ပြီကိုတီကတော့ဒါပြောရမှာပဲတမိုင်းပေးတောင်းဝင်ရနော်ပြောလာတာ M6 ကလေး guys sorry နော်ဒီကောကြတော့ကြားတယ်တိုင်းနော်အေးနောက် Falcon နဲ့ကြာရင်အဲ့လိုမျိုးလေးပဲအေး Black Flicker ခုံသွားတယ်ဗျာ Immortal အဲ့မှာ Nico ကလည်း Feather Airstrike နဲ့တေးမလို့ပဲ PS7 မှာ Flicker ဘိုင်းနဲ့ခုံကြရင်တော့ပြတ်နိုင်တယ်ဆိုမှလည်းအဲ့ဒါလည်းအနေတော့များတယ်ဟိုလူတော့ Amu 3ကတက်ကြီးငိုအောင်ပါဆိုတော့ဒီဘက်မှာလော်လေးကတော့သွေး3ပုံတော့တော့စတော့ရော့နေပြီเนาะဒီဘက်မှာလည်း Messi နေနဲ့ကတော့ penalty zone တွေပါတယ်ပေးရမယ်ကွန်စီဖြောက်ထားတယ်ဟိုဘက်မှာထတော်နေချက် Ruby Juno လမ်းလျှောက်တော့မှားသွားပြီအဲ့လိုမျိုးပြေးတိုးတာကြီးကတော့အနေတော်တော်များတာပါညီကိုတို့ရဲ့ဟုတ်တယ်မလျှောက်တင်ဘူးတော့ဗလားအဲ့လမ်းလျှောက်တာကြီးပြီးလိုက်တော့ပုံမှာလဲလိမ့်ရှင်းအောင်ပါเนาะကဲမှာတော့ခွန်ကောင်မှာထုခံရပြီဗျာเนาะ Grok Mighty Swing ခွန်အနေနဲ့တော့ Granger Sonata Rhapsody Sonata ဘယ်လိုမျိုးပြစ်လိုက်တာလဲမသိဘူးပဲနောက်ဆုံးသက်ကတော့အလီတာပါပဲ Killing Speed ပါเนาะJuno come on bro အဲ့နေကလမ်းလျှောက်ရမယ့်အနေထားမျိုးတော့မဟုတ်ဘူး bro ပြောပြတာမနိုင်မသူ့ Ruby ကလည်းအရင်ကြီးမာတဲ့အနေထားမျိုးမဟုတ်ဖြန့်တော့ပြတ်တယ်ကဲ Yori အကွက်တွေပြနေပြီစင်းအောင်မလားဒါကြီးစင်းလိုက်မလားစင်းကဲအောက်လမ်းမှာတော့ Mega Talent ထက်ရတယ်အပေါ်လမ်းမှာတော့ Law တော့လာနေပြီလမ်းဆိုတော့ execution တွေပါတယ်ပေးတယ် Yori နော်နာမည်လေးတော့မှတ်ထားစီခြင်းနဲ့ညီကိုနော်နောက်တစ်ချိန်မှာဘာလေးများဖြစ်လာမလဲပေါ့ဘိုးရဲ Vision တစ်ချက်ထောက်တယ်ထန်တော်လေးချက်လွေးဘလက်အနေနဲ့ကတော့မြန်မာလိုတိုက်ပလိုက်တိုင်းအောင်ရင်အမရော Fasa Feather Airstrike တော့ဘိုးရဲတော့ပြန်ချုပ်ထိုင်းတယ်မတော့ PS7 တော့ဘိုးရဲ pressure ခဏပေးထားတယ် Ruby Eye Offhand အရင်ကြီးတော့မတက်ရဘူး execution Winter Crown ခဲထားသေးတယ်ဟိုးဘက်မှာလည်းခွန် speed တော့တောင်းတော့မှ Nico Death Side Avado the Guardian ပေးထိုင်းတယ်မတော့မှ Yisaship ပြစ်ချက်တွေကြောင့် Winter Crown ပြန်ခဲထားသေးတယ် Messi Flicker ဘခုံကမသေးဘော out play ကျွန်တော်ဖက်မှာလည်း Yori တလုံးပြေးရိုက်နေပြီမရတော့အရင်နိုင်ကျင်နေပြီနောက်ဆုံးမှာတော့ execution မှာထိုးပြီးတော့ Game Flat ဖြတ်သွားနေပြီတလုံး only ပြေးချိုးသွားတဲ့အခိုင်အမာ AI Esport
Matt the C ကိုတော့ second game number